လူလောကမှာပိုက်ဆံရှိရမျက်နှာလိုက်ကြတာဒါတဘာဝလူတဘာဝပြောကြလူလောကကအဲ့တိုင်ပဲဘာပညာမှမတတ်နဲ့တထေးသားလေးဆိုလို့ရှိရင်အမလေးဝိုင်းဝိုင်းမှုတ်ဝိုင်းဝိုင်းလေနေပိုက်ဆံမျက်နှာလေးတခါတော့ဘုန်းကြီးတို့စင်ကာပူသွားတယ်စင်ကာပူသွားတော့တခါဓမ္မတွေကချမ်းချမ်းသာသာသွားအောင်လို့ဆိုတက်ကြီးပြီး business class ကတင်ပေးတာပေါ့နော်အတင်ပေးတဲ့အခါကျတော့အမလီလင်းမဲလင်းမောင်တွေကပြုံးတာပဲအဲဘုံဘုံကကိုယ့်ကိုယ်တတိပေးတယ်မင်းပြုံးတာမဟုတ်ဘူးနော်ပိုက်ဆံပြုံးတာအဲ့ဒီမှာလူတွေကကိုယ့်ကိုပြုံးပြတယ်ထင်တာကိုယ့်ကိုပြုံးတာမဟုတ်ပိုက်ဆံကိုပြုံးတာလို့ business class ဆိုရင်သူတို့ကဂရုစိုက်ရတော့မှာလေအဲ့ဒါကိုမထင်မဲနဲ့ငါပြုံးပြတယ်လို့သွားထင်မှားလိုက်မယ်တဲ့ဟုတ်လားအစပေးနိုင်ရင်ပေးနိုင်တဲ့လူပြုံးပြမှာပဲမပေးနိုင်လို့ကတော့အဲ့ဒါလက်တော်ကြည့်မှာမဟုတ်ဘူးအဲ့ဒါလောကကြီးမှာလူတွေကကိုပြုံးပြနေရင်အဲ့ဒါဗက်ဆံကိုပြုံးပြတယ်လို့သာအောင်းမိတ်တတ်နိုင်တဲ့လူမှာပြုံးပြမှာ